Redmi Note 6D series ကိုကြော်ပြီး Redmi Note 7D series ကိုထုတ်ဖို့ပြင်ဆင်နေတဲ့ Xiaomi အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ အပတ်စဉ်နဲ့တင်ဆက်ပေးနေကြဖြစ်တဲ့ Xiaomi ရဲ့နောက်ဆုံးသတင်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ကတော့ 10mm အထူရှိပြီး 98g သာအလေးချိန်ရှိတဲ့ 9000mAh power bank အသစ်ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi ကပြီးခဲ့တဲ့ February လ28ရက်နေ့တုန်းက Xiaomi 7 Ultra Global version မိတ်ဆက်ပွဲနဲ့အတူ Ultra Thin Magnetic Power Bank အသစ်တစ်မျိုးကိုပါထပ်မံမိတ်ဆက်သွားခဲ့တာပဲဖြစ်ပါတယ်အဆိုပါ Power Bank မှာဆိုရင်တော့ 9000mAh ဘက်ထရီထိပါဝင်လာမှာဖြစ်ပြီး 50W အသစ်မြတ်စနစ်ကိုပါအသုံးပြုပေးထားပဲဖြစ်ပါတယ် Power Bank ကလည်းရိုးရိုးရှင်းရှင်းပုံစံနဲ့လာမှာဖြစ်ပြီးအသစ်ဖို့အတွက်တိုက်စီပေါက်တစ်ခု Power ခလုံးနဲ့အားလက်ကျန်ပြတဲ့နေရာကိုလည်းတဒန်းနဲ့ထားပေးထားတာဖြစ်ပြီး Power Bank ဆိုရင်တတိလေးနဲ့ပေါ်အောင်မှာကြိုက်တဲ့သူတွေအတွက်ကတော့အကြိုက်တွေ့စေမှာဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ Global version အနေနဲ့ထွက်ရှိလာပြီဖြစ်တဲ့ Xiaomi Pad 8 Pro Xiaomi က Pad 8 Pro China version ကိုမကြသေးခင်ကမှမိတ်ဆက်ခဲ့တာဖြစ်ပြီးအခုတစ်ခါမှဆိုရင်တော့ Global version ကိုတရားဝင်မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ် Pad 8 Pro မှာဆိုရင် 11.2 inch LCD display ကိုအသုံးပြုပေးခဲ့တာဖြစ်ပြီး 144Hz rate တွေအထိပါဝင်လာခဲ့တာပဲဖြစ်ပါတယ်9000mAh ဘက်ထရီကိုမှ 67W အသစ်မြတ်စနစ်တွေအထိပါဝင်လာမှာဖြစ်ပြီး tablet ရဲ့ဆွဲဆောင်ရည်ပိုင်းအနေနဲ့ကလည်း Snapdragon 8 လေးကိုအသုံးပြုပေးထားခဲ့တာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ Redmi Note 6D series ကိုကြော်ပြီး Redmi Note 7D series ကိုထုတ်ဖို့ပြင်ဆင်နေတဲ့ Xiaomi က Xiaomi 50 series ထွက်ရှိပြီးနောက်ပိုင်းမှာ Xiaomi 60 series ကိုဆက်မထုတ်တော့ဘဲ Xiaomi 70 series ကိုမိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်အခုတစ်ခါမှဆိုရင်လည်း Redmi Note 6D series ကိုကြော်လွန်ပြီး Redmi Note 7D series ကိုမိတ်ဆက်ဖို့ပြင်ဆင်နေရပဲဖြစ်ပါတယ် Redmi Note 7D series မှာဆိုရင်တော့ Redmi Note 7D Redmi Note 7D Pro Redmi Note 7D Pro Max ဆိုပြီးတော့ model 3မျိုးပါဝင်လာမယ်လို့သတင်းတွေရသိရပါတယ်အခုလိုမျိုး Xiaomi နဲ့ပတ်သက်တဲ့နောက်ဆုံးသတင်းလေးတွေကိုအပတ်စဉ်နဲ့နေ့မှာတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အကောင့်ကလေးကို like and follow လုပ်သွားပေးဖို့မရအောင်နော်နောက်ထပ်ဗီဒီယိုလေးမှာကြည့်ကြပါမယ်ရှင်အားလုံးပဲတတန်